အားလုံးပဲမင်္ဂလာပါအခုတစ်ခါမှာကျွန်တော်က level ပေါ့နော်စကြောတက်တဲ့သူတွေအတွက်အကျော်ဆက်နဲ့လေ့ကျင့်ခန်းလေးတွေအကြောင်းကျွန်တော်ပြပြမယ်ကျွန်တော်တို့ကအခုမျိုးပြလူနေမှုပုံစံကဘယ်လိုမျိုးလဲဆိုတော့ဖုန်းရမ်းကြည့်များတယ်ကွန်ပျူတာရမ်းကြည့်များတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီဘက်ကအာယုံကြောနဲ့ပတ်သက်တဲ့ယောဂတွေပေါ့နော်နောက်တစ်ခါဖုန်းတွေကွန်ပျူတာတွေအသုံးပြုတဲ့အခါမှာလည်းခန္ဓာကိုယ်ရဲ့ကိုယ်ဟန်အနေထားတွေကမမှန်ဘူးပေါ့အဲ့တော့အသုံးများလာတာတစ်ချက်နောက်တစ်ခါအသုံးပြုတဲ့အချိန်မှာကိုယ်နေဟန်ထားတွေမမှန်တာကတစ်ချက်ကြောင့်ကျွန်တော်တို့ခုနောက်ပိုင်းမှာဆိုစကြောတက်တဲ့ပြဿနာကအရန်ဖြစ်လာတယ်။ဈေးကန်းတွေမှာဆိုရင်စကြောတက်တာကြောင့်တခုခုလုပ်ပေးဖို့ပေါ့နော်ပြောတဲ့ကိစ္စတွေလည်းအများကြီးပဲအဲ့တော့စကြောတက်တဲ့ကိစ္စကိုကျွန်တော်ဘယ်လိုဖြေရှင်းမလဲပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်တော့လေ့ကျင့်ခန်းလေးတွေအကြောင်းကျွန်တော်ပြပြမယ်။အဲ့တော့ကျွန်တော်လုံးလေးလောက်ထပ်ရှိတဲ့လေ့ကျင့်ခန်းလေးတွေပေါ့အရန်ကြီးလည်းမခတ်ဘူးကျွန်တော်နဲ့အတူတူလိုက်လုပ်ကြည့်လို့ရတယ်တခါတည်းပထမဆုံးပေါ့နော်ထိုင်နေလေလို့ရတယ်ဒါမှမဟုတ်လည်းထားနေလို့ရတယ်ကျွန်တော်ကထိုင်ပြီးတော့ပဲလုပ်လိုက်မယ်နော်ပထမဆုံးမလုပ်မလဲဆိုတော့ဒီဘက်ရှေ့တက်တဲ့ကိုကြည့်ပခုံးတွေကိုရှော့ထားပြီးတော့နေရက်ကိုညာဘက်နားအထိအဆုံးထိရနိုင်တဲ့လောက်ထိဆွဲနော်ပြီးရင်အလဲပြန်မြစ်လုပ်မယ်ပြီးရင်ဘယ်ဘက်ကိုပြန်ဆွဲဒီနေရက်နဲ့ပခုံးနဲ့ထိနိုင်တဲ့လောက်ထိဒီအချိန်မှာပခုံးတွေကအပေါ်မတက်သွားနဲ့နော်အဲ့တော့ဒီဘက်ကိုပြန်ဆွဲမယ်တစ်ခါပြန်လုပ်မယ်အဲ့ဒါမျိုးကိုတစ်ခါပြီးရင်ဒီလိုမျိုးပြန်လုပ်မယ်အဲ့လိုမျိုးကို10ခေါက်လောက်လုပ်ပေးအဲ့လိုမျိုးဆိုရင်တစ်ခုပေါ့နော်တစ်ချက်နောက်တစ်ခုလုပ်လို့ရရှိသေးတယ်ဒီဟာနဲ့အတူတူတစ်ခါလေးဆက်ပြီးလုပ်ဘာမှသိမခတ်ဘူးဒီတစ်ခါလေးခုနလိုပဲပခုံးတွေကိုရှော့ထားထိုင်ရဲပဲဖြစ်ဖြစ်ထားရဲပဲဖြစ်ဖြစ်ဒါဒုတိယအမျိုးအစားပေါ့နော်ညာဘက်ကိုတက်နိုင်တော့ကြည့်မယ်ပခုံးတွေမရွှေ့သွားဘူးပခုံးတွေကဒီတိုင်းပဲရှော့ထားပြီးတော့ထားမယ်ညာဘက်ကိုတက်နိုင်တော့ကြည့်မယ်နော်တကယ်လို့ဒီဘက်ကိုအရင်မလုံနိုင်ဘူးဆိုရင်လက်နဲ့တွန်းလို့ရတယ်နော်လက်နဲ့တွန်းမိလို့ရတယ်ဒီလက်နဲ့ဒီလိုမျိုးတွန်းလို့ရတယ်ဟုတ်ပြီနော်အဲ့လိုမျိုးကြည့်မယ်ပြီးရင်တက်ပြန်လုပ်မယ်ဖြစ်ဖြစ်ပဲပြီးရင်ဘယ်ဘက်ကိုတစ်ခါအဲ့လိုလုပ်မယ်တကယ်လို့မရနိုင်ရင်လက်နဲ့တွန်းလို့ရတယ်ပြီးရင်ဒီလိုပြန်လုပ်မယ်ပြီးရင်ဒီလိုရှေ့တက်ကြည့်မယ်နော်ဒီလိုလုပ်တဲ့အခါမှာခုနလိုမျိုးဒီလိုမျိုးလုပ်တာရောဒီလိုမျိုးဒီရှေ့ဘက်ကြည့်တဲ့ဟာတွေမှာရောကလုံနေကြလို့ထင်လိုက်မယ်ဒါပေမဲ့ပုံမှန်အနေထားနဲ့မှန်မှန်ကန်ကန်မလုပ်ကြအောင်ဒါတစ်ခုနောက်တစ်ခုကအရမ်းမြင်မြန်ဆန်ဆန်လုပ်တယ်ခုနပြောသလိုဒီလိုချိုးတာအဲ့ဒါကအဆင်မပြေဘူးဒါက stretching exercise မဖြစ်ဘူးကျွန်တော်တို့ stretch လုပ်တာဆိုတာကဒီမှာရောင်ရမ်းနေတာတွေပေါ့နော်ကျွန်တော်တို့ဒီဟိုအဆင်မပြေဘူးဖြစ်နေတယ် tension တွေရှိနေတယ်ပေါ့နော်ဟိုသူတို့ဟိုပေါ့အရန်ကို muscle ရတောင့်တင်းနေတယ်ပေါ့ကြွက်သားတွေအရန်တောင့်တင်းနေဒီဟာအတွက်ကျွန်တော်တို့ကပို့ပြီးပျော့ပြောင်းသွားအောင်လို့ stretching လုပ်တာအဲ့လိုမျိုးအရန်လုပ်တဲ့ခါကျရင်တော့သူကဘာမှမထူဘူးအဲ့တော့ဟုတ်ပြီနော်ဒီလိုမျိုး10ခေါက်လုပ်မယ်ဟိုဘက်ဒီဘက်10ခေါက်လုပ်မယ်ဒီလိုမျိုး10ခေါက်လုပ်မယ်နော်နောက်တစ်ခုကကြတော့အပေါ်ကိုကြည့်မယ်ဒီခါမှာလည်းတက်နိုင်သလောက်ပခုံးတွေကဒီတိုင်းပဲပုံတက်နိုင်သလောက်မော့ကြည့်မယ်မရရင်လက်နဲ့ပါဒီလိုလုပ်မယ်အလဲပြန်လာမယ်ပြီးရင်အောက်ကိုငုံမယ်မေးစီးနဲ့ရင်ဘတ်နဲ့ထိနိုင်သလောက်ထိမယ်ထိလို့မရရင်လက်နဲ့ပါလုပ်အလဲပြန်လာမယ်နော်အဲ့လိုမျိုးကိုလည်းကျွန်တော်တို့က10ခေါက်လုပ်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုမျိုးရှိလဲဆိုတော့3မျိုးရှိပါတယ်နော်ဒီလိုတစ်ခေါက်နော်ပြီးရင်ဒီလိုတစ်ခေါက်လှုပ်တဲ့ခါတိုင်းမှာလေဟိုဘက်ဒီဘက်ကိုဒီလိုစက်ခနဲ့မလှုပ်နဲ့အလဲကိုပြန်လာနော်အဲ့တော့ဒီလိုတစ်ခေါက်ရှိသွားပြီပြီးတော့အပေါ်တစ်ခေါက်အောက်တစ်ခေါက်မျိုးရှိတယ်ပြီးရင်နောက်ထပ်တစ်ခုပေါ့နောက်ဆုံးကဒါကွန်ပျူတာအသုံးများတဲ့သူတွေအတွက်ဒီနားကကြွက်သားလေးတွေဒီအနောက်ခကြွက်သားလေးတွေပို့ပြီးတော့တတ်မလာအောင်လို့ပေါ့နော်လှုပ်တဲ့ကိစ္စပေါ့အဲ့ဒါဘာလဲဆိုတော့ဒီမှာခဏကိုဒီတိုင်းပဲမေးစီရဒီလိုနှစ်ထပ်လှုပ်တဲ့ပုံစံမျိုးဒီလိုနောက်ကိုခေါင်းကိုနောက်ကိုဆက်လိုက်9စက္ကန့်လောက်ထိန်းတာအဲ့လိုမျိုးပြီးရင်ပြန်မြှရှေ့လာပြန်မြှရှေ့လာမယ်အဲ့ဒါကလည်းတော်တော်လေးတက်တာတယ်အထူးသဖြင့်ဒီလိုကုတ်ကြောတွေတက်တဲ့သူတွေအတွက်လည်းတော်တော်အဆင်ပြေတယ်အဲ့တော့ကျွန်တော်ခုပြခဲ့တဲ့လေ့ကျင့်ခန်းလေးတွေကဟိုအရင်မခက်ခဲဘူးလိုက်လုပ်လို့လည်းရတယ်ဒီဇက်ကြောတက်တဲ့ကိစ္စကိုလည်းတော်တော်လေးတက်တာတယ်ကျွန်တော်တို့ကမသိဘဲနဲ့ပေါ့နော်ဒီနေရာတွေက strain နေရင်ဖြစ်ကျွန်တော်ဆိုလည်းညဘက်ဆိုဒီနေရာတွေကလေအရမ်းမာပြီးတောင့်တင်းနေတတ်တယ်ပြီးတော့လေဒီလိုဒီဟိုပခုံးရိုးကြီးတွေကလေပခုံးသားကြီးတွေအပေါ်အဲ့လိုမျိုးကြီးတက်နေတတ်တယ်လမ်းတွေပါရှောက်ရင်လေအဲ့တော့သတိတရားလေးနဲ့အဲ့လိုမျိုးဘာမှသိမခက်ဘူးတစ်နေ့ကိုတစ်ခေါက်လောက်ပဲအဲ့လိုမျိုး10ခေါက်စီလောက်ပေါ့နော်လှုပ်ပေးရင်ကိုပဲတော်တော်လေးတက်တာတယ်အဲ့တော့နော်ကျွန်တော်တို့ပထမဆုံးနံပါတ်1ကနော်ဒီလိုညနေရက်နဲ့ဟိုဘက်ဒီဘက်နော်ပ
ပြီးရင်နံပါတ်2ကဒီလိုကြည့်မယ်လက်တွေကူလို့ရတယ်နော်လက်တွေကူလို့ရတယ်နံပါတ်3ကပေါ်ကြည့်မယ်အောက်ကြည့်မယ်နံပါတ်4ကဒီလား5စက္ကန့်ထိမယ်ပြန်ပြီးလောက်မယ်ဒီလိုမျိုးဒီလေးချင်ကန်လေးတွေလောက်လိုက်ရင်တော်တော်လေးတက်တာလိမ့်မယ်ဇက်ကြောတက်တဲ့ကိစ္စအခုလူနေမှုပုံစံအနေထားရလဲကျွန်တော်တို့ဇက်ကြောတက်တာတွေအရင်ဖြစ်လာတယ်ဒါလေးတွေတေချာလောက်ရင်ဒီတိုင်းမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဘာဖြစ်လာလဲခေါင်းကြီးကြိုက်လာတယ်ဒီနားတွေကထုံပြီးတော့လက်တွေပါထုံလာတယ်လူကလေတနေ့ကိုညောင်းချိနေတယ်လို့ခံစားရတယ်အဲ့လိုမျိုးနောက်တစ်ခုကကျတော့ဟိုဒီနားကလေလှုပ်လို့မရတခါလေကြာရင်အဲ့နားကြီးအကြောကြီးခိုင်ပြီးတော့အဲ့လိုမျိုးဖြစ်နေတာတွေပဲဖြစ်တတ်တယ်အဲ့ဒါကဘာဖြစ်လဲဆိုတော့ဘာလက္ခဏာလဲဆိုတော့မကြာခဏဆိုသလိုလဲအဲ့လိုမျိုးအုံလွဲနေတာတွေပဲဖြစ်တတ်တယ်ဒီကဘာသဘောလဲဆိုတော့ဒီနားမှာရှိတဲ့ကြွက်သားတွေကအရန်ဖိအားများနေပြီเนาะကျွန်တော်ဖြေလျှော့ပြီးမှလိုအပ်တယ်ဆိုတော့လက္ခဏာပဲအဲ့လက္ခဏာရှိနေပြီဆိုရင်ဒီကျွန်တော်ပြောထားတဲ့ခေါင်းလေးကျင်ကန်လေးလုပ်လို့ရပါတယ်